မျိုးတီစိန်ကျတွင်ဖြူတမြတီးတီလေးပြတမြတီးမကြိုက်တယ်မရင်ပြားရရတယ်မရင်ပြားရရတယ်ကြီးတီးရရတယ်ကိုကြိုက်တယ်ကိုကျွန်တော်တမြကြီးပဲစီလို့တမြတီးပဲထိလိုက်ပါတယ်ပေါင်းနဲ့တယ်ပါအရင်ဆုံးငါလုံးထားတာကိုထည့်မယ်ငါလုံးထားတာထည့်မယ်ဒီတာတာထည့်မယ်ချင်းရကိုကြိုက်တော့တယ်စီလေးနဲ့ထည့်လိုက်ရပါဘူးညာထားချုံမို့နဲ့တည်သားဆိုတော့စီလေးနဲ့ထည့်လိုက်ပါမယ်ရပါပြီဒီလားဆိုမုံလေးရမ်းကြိုက်နေဥစားဒီစဉ်းစားငပိတွေထည့်ပါမယ်နည်းနည်းတော့ဆိုရပါပြီဒီလုံးကြီးတွေခံမှာကိုယ်ဒီလိုတော့ရေထည့်လို့ရပါလုံးကြီးဖုန်းလေးခုထားပြလိုက်ပါဒီစူလာပြီးဆိုရင်လည်းမှုပြလိုက်ပါမယ်နော်ဒါဆိုရေလေးထည့်လို့ရပါပြီရေကိုစားတော့ပို့ထည့်တယ်မျိုးတမျိုးကြီးထည့်ပါပြီးရင်အဖုံးလေးအုပ်ထားလိုက်ပါချားငယ်ကြီးကြရင်ပင်စင်းထည့်လို့ရတယ်ရှင်းနေထည့်လို့ရတယ်ဟုတ်ပါဘူးဒီမှာရေစီးဟန်းနဲ့ပင်စင်းရွက်ကြီးထည့်ပါရှင်းနေစီကိုပင်စင်းရွက်ပဲထည့်ပါမယ်ဗျာဟိုကျန်းနေတဲ့ထည့်လို့ရပါတယ်ဒီလိုရကြာပြီးစီးတော့ချောင်း